ညာအမလေးဒီလိုတင်လာတာဒီကားမှာစိတ်ကိုလေ ကျေးဇူးအများကြီးတင်ပါတယ်သမီးဝိုင်းကြိုင်တော့မတော့တယ်လေပြောဟိုကိုကြိုင်စီးရပြပြောစ ဒီ ရာ မှာကျွန်တော်လေနိုင်ရှင်ကွန်ပျူတာနဲ့ထည့်လိုက် ချစ်စရာလေးတော့နိုင်ဟုတ်တာပဲ နိုင်ရှင်မပါဘူးလေ နိုင်ပြောကိုလည်းတက်တက်လည်းပြီး အဲ့ဒီမှာနိုင်ရှင်မရှိဘူးလေ ကျေးဇူးပါကျေးဇူးကြီးကြိုက်တယ်ကျေးဇူးအများကြီးတင်ပါမယ်ကျန်လေးတော့ပေါင်40ဝိတ်ကြရကိုသားကြီးကိုရအပြာနဲ့မှာရမ်းကိုပောက်တယ်အပြာနဲ့ရမ်းပိတ်တယ်နော်ရမ်းသိတာပါဘူးရမ်းရှိပိတ်သွားချက်ကိုလေ ပုံလေးပြအောင်လေငါလေးပြရိုက်နေ ဟိုသမီးလေးမဟုတ်တော့နော် ဟိုကလေးတွေကဟိုဗာလေကားနဲ့မန္တလေးသွားပြီ သိတာတယ်တော်တော်သိတာပါ ကားနဲ့သူတို့ကမန္တလေးသွားပြီ ဘယ်နေ့ပိတ်ပါလဲကိုကြီး ကျွန်တော်ကလက်ပြန်ဆိုမန္တလေးတက်မယ်ဒီနဲ့သူတို့ကကားနဲ့ တို့လည်းရိုက်ပြီးထောင်းနေဗီဒီယိုလေးကျင်းတဲ့နေမှာကင်ပြီးတော့ဒီနေ့ကရိုက်ကြပါ မမျိုးမတန်းထားလိုက်တာဆရာတို့လည်းလာရတော့မှာနော် လာတယ်ကိုလာတယ် အေးနက်ရှူချင်တယ်ထားတယ် သိတာမလားနိုင်ပြခဲ့ရတယ် အေးဒါဒီနက်ရှူထိတယ်မိုက်တယ်နော်ကွန်ပျူတာထည့်လို့ပြီးရောအဲ့ သူမပါနိုင်ဘူးလေအဲ့ပါ ဟုတ်တယ်အဲ့တော့ဒီမရောက်လာ သူ ဘူး မရောက်လာအဲ့ကျွန်တော်စဉ်းစားဘာလို့ကောင်းမှန်းသိဘူးအဲ့ ကိုကြီးတယောက်တည်းပုံလေးထုတ်ချင်တယ်လေ မပြောပြတယ်လား ကိုကြီးမျိုးမဟုတ်ဘူးကိုကြီးနဲ့နန်းရှင်နဲ့တယောက်တည်းပုံလေး ထုတ်ပေးမယ်လေ နှစ်ယောက်ပဲကိုကြီးအပြာလေးနဲ့ပုံ လက်ဆောင်ထပ်လုပ် မလုံးနဲ့မျိုးပေးမယ်ပါလေအပြာလေးနဲ့ပုံကကိုကြီးတယောက်တည်းအပြာလေးနဲ့မမိုက်လေးမတည့်တကူလုံးပေါ်တဲ့ဟာပြောနန်းရှင်တကူလုံးပေါ်တဲ့ရွှေရောင်လေးနဲ့လေအေးစေးမတားမှတ်တော့ကြာလေအဲ့လိုလေးထုတ်ပေးအဲ့လိုပုံကြဒီမှာချိန်ထားရစာရည်လည်းမရေးပေးနဲ့ပြောလာအောင်အလှပဲဒီလိုနေအလှပဲချိန်ပေးရအောင်နော်အဲ့ဒါကျတော့ကိုကြီးတယောက်တည်းပုံလေးကျွန်တော်ချစ်စရာကန်ဆိုကိုလည်းကျေးဇူးကြီးတယ် ရှင်းတယ်လို့ပေါင်းဆက်လာတယ် ဟုတ်လားပြီးရောအဲ့ ရှင်းမထွက်ဘူး အရှင်မထွက်ဘူးဟုတ်တယ်သူက ပေါင်းဆက်ပြီးဝင်ထားတာ ပြီးရော ကျွန်တော် ကို တော့ ယ်ဆက် တရားသိလို့တာပဲ အဲ့သူများလည်းမတူမှာကိုသားကြီးလေ ပြီးတော့ကျိုးဟာလေးကိုဖြတ်ပြီးကျိုးကိုဆက်အဲ့လိုလည်းလုပ်သေးတာ ကျတော့နာလည်းအသေးစိတ်တယ်ချင်းဒီခွက်တွေရောင်းအောင်ငါကုန်နောက်မှရောင်းမယ်မျိုးပြီးမှ ဟုတ်ပါ ဝိုင်းရောင်းပေး ဘာရောက်ပြီလဲ ဝိုင်းလည်းဝိုင်းလည်းဝယ်ကြအောင်တူနေကြပဲဝိုင်းလည်းရောင်းပေးအကျွေးနဲ့လည်းရောင်းမယ်ကျွေးနဲ့လည်းရောင်းမယ်လာဘေးနဲ့လည်းရောင်းမယ်ဘာတော့အကျယ်ကြီးတွေစောင့်နေကြမယ်လေပြီးလို့ရှိရင်နော်ချန်ကျဲကြီးတွေစောင့်နေကြမယ်မျိုးတော်တေးကောင်လုံးစောင့်နေမှာကျေးဇူးများကြီးတင်ပါတယ်ပုံလေးလည်းဆောင်ရပြီးတယ်ဝိတ်လည်းအများကြီးကြောင်ချပြီးတော့ကျေးဇူးတင်ပါတယ်အဲဆိုရင်ညော်လေးပြီးလို့ရှိရင်လည်းတွေ့တော့မှာတင်မယ်နော် တင် ကျေးဇူးပါဒီနေ့ကြရလားပါ